မင်္ဂလာပေါင်းတပြည့်တင်ပါစေကျွန်တော်ဒီနေ့မိတ်ဆက်ပေးခြင်းနဲ့မီလုံးလေးရှိပါတယ်ဒါ beginner made မီလုံးပါ Dian Quan လို့ခေါ်ပါတယ်quality ကတော့မြင်တဲ့အတိုင်းပါပဲ Japan technology နဲ့ထုတ်ထားတဲ့ LED ဖြစ်ပါတယ် LED မီလုံးပေါ့နော် warranty က2 years warranty ပေးပါတယ်ပါဝါစားအရင်တက်တာပါပုံမှန်ပြထားတယ်ဒါကတာမန်မီလုံးတွေပေါ့နော်တာမန်မီလုံးတွေမိကြောင်တွေမှာ100ဒီမှာဆို50လောက်ပဲစားရဲတော့ပြီးတော့ပါဝါ30မှုပေါ့နော်ကျွန်တော်တို့ဒီဘက်ခင်မှာဆိုရင်ဒီမီတာကရတအားပြေးဆောင်ရပေါ့နော်မီတာကရတအားပြေးဆောင်ရတဲ့အခြေအနေမှာဆိုတော့ဒါမျိုးလိုမျိုးမီလုံးကဒါကိုယ့်ရဲ့မီတာကိုချွေတာလည်းရောက်တယ်နောက်ပြီးတော့မီအားလည်းပို့ပြီးတော့ကောင်းတယ်ပေါ့နော်နောက်ပြီးတစ်ခုကောင်းတာဒီကောင် anti watt ဆိုတော့ကျွန်တော်တို့ outdoor မှာအပြင်တွေမှာထုံးထားလို့ရတယ်ပေါ့နော်ပြဿနာမရှိဘူးတော်တော်အဆင်ပြေရဲ့မီလုံးပါမိုက်လာဒါမီလုံးပုံစံပြပါမယ်ဝါပိုက်တယ်နှစ်အာမခံပြည့်ရဲ့ဒီလုံးဆိုတော့ဒါတော့တန်တယ်ပြောရမှာပေါ့နော်ဒီကောင်ကအသားဒါပြုတ်ကြရဲ့လူတချို့မီလုံးနေရှိမှာခွန်ဆိုတာနဲ့အကုန်လုံးနေကျွန်တော်အကုန်လုံးထိရကွယ်ဖန်ကွဲစားရပါတော့ဒါအန်ဒီဖြစ်ဒီကောင်ဒါအန်ဒီမဖြစ်စေဘူးဒါတော်တော်မိုက်ပါတယ်ဒါကတော့ဒါအဖြူရောင်ပေါ့နော်အဖြူရောင်မီလုံးဖြစ်ပါတယ်အဖြူရောင်ဆိုတော့အရန်မိုက်ပါတယ်ကဲမိတ်ဆွေတို့ဝယ်ယူချင်တဲ့ဆိုရင် description မှာဖော်ပြထားတဲ့လိပ်စာတိုင်းဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်ကဲကျွန်တော်ကတော့ဒါလေးကိုအားလုံးသုံးလို့ရအောင်အားလုံးသိအောင်ဆိုကျွန်တော်ဒါ sharing လုပ်ပေးခြင်းဖြစ်ပါတယ်ကဲကျွန်တော်ကတော့အိမ်မှာထွန်းလိုက်ပါအောင်မယ်နော် LED Japan technology 2 years warranty ဆိုတာလည်းဒါတော့မိုက်တခုရှိတယ်ကျွန်တော်ဒီပြင်တာမယ်ပြီးကောင်းနေတာဘယ်လောက်လဲနိုင်3000ပေါ့ဗျာဒီကောင်က9ဆပို့ထုံးခံတယ်နော်9ဆဆိုနိုင်6000အသာလေးပဲနော်နှစ်နှစ်အတွင်းမှာနိုင်6000ပြုတ်ဆိုတော့ထုံးရမယ်ရဲဆက်ထုံးရမယ်ပေါ့နော်ဒီလုံးမှာwarranty လည်းပေးထားရဆိုတော့ဘာပြောကျွန်တော်အရန်ကိုကောင်းပါပါတယ်အားကြောင့်မလို့ description မှာကျွန်တော်ဝယ်ရမယ်လိပ်စာနဲ့ဖုန်းနံပါတ်ကိုကျွန်တော်ဖော်ပြထားပါတယ်ကဲအားလုံးအဆင်ပြေပါစေခင်ဗျာ bye bye